အားလုံးပဲမင်္ဂလာပါနော်ဒီမှာပြောပြစားတစ်ခုစီတယ်နော်ခဏခဏလိုက်နေလိုက်သူပြောပြစားတစ်ခုစီပွဲစားမဟုတ်ဘူးနော်ကိုတိတလောက်ကိုဆယ်ရီလုပ်နေတာမြန်မာသားရုံးမှာ passport renew တော့လုပ်မယ်ဆိုရင်ဘာလို့အားလဲဆိုတော့အဲ့ဒါဆုစင်းလို့အားတယ်နော်အဲ့ဒါဆုစင်းကိုမိတ်တူဆွဲမယ် A4 မိတ်တူဆွဲပြီးတော့လည်းနော်ချီချီလေးနော်ချီချီလေးမိတ်တူဆွဲမယ်ပြီးတော့ကိုယ့်ရဲ့ passport တွေကပါမေးကို A4 စာရွက်နဲ့မိတူကူမယ်နော် A4 စာရွက်နဲ့မိတူမယ်မိတူနေရွက်အပူဖြစ်ပါတော့နေရွက်ကူမယ်ပြီးတော့လည်းမြန်မာသားရောတရွက်တောင်းမယ်ပြီးတော့ဒီအေရာဆုစီးတွေကအမျိုးတွေပေါ့နော်ဒီအေရာဆုစီးတွေကအမျိုးတွေကဒီအေရာဆုကအမျိုးတွေကနာမည်ရှိတယ်မလားဒီတွေကနာမည်နော်ဒီကနာမည်ကိုမပုတင်မိတူလို့ရနော်အစစ်အနာမပုတင်မိတူလို့ရအစစ်အနာမပုတင်မိတူလို့ရပြီးတော့ကိုရမပုတင်လည်းယူသွားရမယ်နော်ကိုရမပုတင်ယူသွားရမယ်ကိုရအေတော်စူးစီတဲ့ကမပုတင်ရဆွေမျိုးတွေပေါ့နော်မောင်မကြီးပေါ့နော်အစစ်နောက်မိတ်သူဆွဲပြီးတော့ယူသွားပေးပါနောက်တော့ဒီမပြတော့တော့ကုမ္ပဏီရဲ့စာရွက်ပေါ့နော်ကုမ္ပဏီရဲ့စာရွက်ကိုယူသွားပါဒါမဲ့သူတို့မတောင်းပါတော့သူတို့မတောင်းဒါမဲ့ယူသွားပေးပါနော်နောက်ဆိုတောင်းလို့ရှိရင်ပေးလိုက်တော့ဒါပေမဲ့မတောင်းပါဘူးတောင်းမှပေးတာဒါပေမဲ့ပေးနေယူသွားလဲတော့ကုမ္ပဏီရဲ့တည်းစာရွက်ဒီတော့ဆိုရင်ကြည်လေးမဲ့လူဆွဲမယ်ကိုယ့်ရဲ့ passport တွေကမိတ်တူကိုယ့်ရဲ့ passport တွေကမိတ်တူဆွဲမယ်နော်ကိုယ့်ရဲ့ passport တွေကမိတ်တူကြည်လေးဆွဲမယ်ကိုယ့်ရဲ့ passport တွေကပါမေးဟာ A4 စာရွက်နေရွက်ဆွဲတော့မိတ်တူပြီးတော့မြန်မာတောင်းစီပေးလိုက်ပြီးတော့အကုန်လုံးမအဲ့ဒါအပြည့်စုံဆိုရင်အကုန်လုံးမ450ပဲကုန်တယ်ဒါပေမဲ့ကိုယ့်ရဲ့ passport expire တဲ့ကုန်လုံးစီဒါရည်ထိတယ်နော်နောက်တော့တစ်ခုကကိုယ့်ရဲ့ passport တွေကပါမယ်မနော်ကိုယ့်ရဲ့ passport တွေကပါမယ် expire တဲ့ကုန်လုံးစီဒါရည်ထိတယ်နော်အဲ့ဒါတချို့လူတွေဒါရည်ထိတယ်ကြတော့950လား960လားကိုတယ်ကုန်တယ်နော်960 950လောက်ကုန်တယ်ပြီးတော့အပြည့်အစုံစာရွက်စီ expire date လည်းမကုန်ဘူးပါမေးလည်း expire date မကုန်ဘူး passport လည်း expire date မကုန်ဘူးဆိုရင်450ပဲကုန်တယ်အဲ့ဒီ450တဲ့ကပြန်တော့မြန်မာအစိုးရကအခွန်ဆောင်ထားပြီးသားပြီအကုန်လုံးအပြီးစီအခွန်ဆောင်ထားပြီးပါပြီနော်အဲ့ဒါမှ450ပဲကုန်တယ် passport တို့ပါမေးတို့ expire date ကုန်လို့စီတော့900ကျော်ကုန်တယ်နော်ကိုရကြကုန်တယ်တော့ဒါပေမဲ့မြန်မာတိုင်းမှာသွားလို့ရှိရင်အမေများပြီးကျင်တယ်ဆိုရင်ပေါ့နော်အမေများပြီးကျင်တယ်ဆိုရင်မိတူပေါ့အစင်းလေးပူတာပါကိုရအဲ့ဒါစုစည်းကိုမိတူ A4 ဆိုရက်ကြီးလေးတော့ကြီးလေးမိတူဆွဲထားပါကြီးလေးမိတူဆွဲထားပါတော့တခါတည်းသွားလို့ရှိရင်ဟိုဘက်မှာအလုံးစုံကြမလို့ပြီးတော့ဟိုဘက်မှာတန်းစီရတာနဲ့တော့အလုံးစုံမှကြာလာပါပေါ့နော်အဲ့ဒါမကြောက်ပြောပြရအောင်မိတူအဓိကတော့မိတူဘာမှမကြောက်ဘူးဘာမှမခက်ဘူးတော့လွယ်လေးပဲကိုယ့်ဘာသာကိုသွားလို့ပါလွယ်လေးပဲ450ပဲကောက်တယ်နော်ကိုယ့်ဘာသာကိုသွားလို့တော့450ပဲကောက်တယ်ကျွန်တော်ကတော့ပွဲစားမဟုတ်ဘူးနော်ပွဲစားမဟုတ်ဘူးဒါပေမဲ့ကိုတီးတော့ကိုဆယ်ရီလုပ်ပေးတာပဲရှိတယ်ဒါပေမဲ့တော့ဒီငါဆိုရင် passport သွား renew လာတော့ပြည့်ပါပြီနော်တော့ပြည့်ပါပြီနော်အဲ့ဒါကြောင့်မလို့လာပြောပြတာကိုတီးတော့လာပြောပြတာနော်450ပဲတော့ချပါမှာပေါ့ဒီအဲ့ဒါပဲမင်းတို့အဲ့ဒါပဲလာပြောတီးတဲ့လူဆိုရင်ကျွန်တော်ကတော့မတီးတဲ့လူအတွက်ပဲဒါဆွဲလီလုပ်ပေးတာပေါ့